အပိဓမ္မာစာမေးပွဲအောင်ထားပြီးမဲ့စိုက်ကားဆရာတွေကိုမတူတလို့မတန်တလို့အပြောတွေကြောင့်ဝေဖန်ခံနေရတဲ့ဟုံးသာဆန်းတို့သားမီဆိုရှယ်မီဒီယာခေတ်ကြီးမှာအချင်းတို့အတွင်းနာမည်ကြီးလာခဲ့တဲ့ဟုံးသာဆန်းကတော့အပြောဆိုမတတ်တာကြောင့်အလုံးရဲ့အပြောဆိုတွေကိုခံနေရပါပြီဟုံးသာဆန်းကိုအရင်ကတော့ဘယ်သူမှမသိခဲ့ပဲအချစ်ကိုကိုးကွယ်တဲ့လှနှုတ်ထွန်းနဲ့ချစ်သူတွေဖြစ်တာကြောင့်ပဲလူသိများလာခဲ့ပါတယ်သူထက်အသက်အများကြီးကွာဟပြီးတော့မိခင်အရွယ်လောက်ရှိနေပြီဖြစ်တဲ့လှနှုတ်ထွန်းနဲ့တွဲဖက်ပြီးဗီဒီယိုတင်ရကနေဟုံးသာဆန်းဆိုတာကိုသတိထားမိလာကြပါတယ်အသက်ကွာဟတဲ့အတွေ့တွေဟာအမြဲတမ်းပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိတယ်လို့ဒီအချက်ကိုအသုံးချပြီးတော့ဟုံးသာဆန်းကအချင်းတို့အတွင်းမှာအာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။သူရဲ့သပင်ပုံစံနဲ့ရုပ်ရည်ကထူးခြားနေလို့ခေါင်းဆောင်မင်းသားဖြစ်ဖို့အထိပါရည်မှန်းထားတာပါ။အစပိုင်းမှာနာမည်ကြီးလာပြီးမြဲဟုံးသာဆန်းကအနုပညာလမ်းကြောင်းတွေပေါ်မှာရေရမထိုးဖောက်နိုင်ခဲ့ပါဘူး။တရုတ်ဆောင်ပြိုင်ပွဲဝင်ပြိုင်တော့လည်းမအောင်မြင်သလိုမင်းသားတင်ရိုက်မယ်ဆိုရင်လည်းဘယ်သူမှအပိမဲ့သူမရှိဘူးလို့ပြောခဲ့ကြပါတယ်။မကြာခဏပွဲရှာတက်တဲ့သူတို့အတွဲကပြဿနာတွေတက်ခဲ့ပြီးတော့အခုတော့သူတို့နှစ်ယောက်စလုံးလည်းလမ်းခွဲလိုက်ကြပါပြီ။အချစ်ကိုဘယ်တော့မှစိတ်မကုန်နဲ့လှနှုတ်ထွန်းတောင်းဟုံးသာဆန်းနဲ့တွဲပြီးမှတယောက်တည်းနေခြင်းနဲ့စိတ်တွေပဲဖြစ်လာခဲ့ပါတယ်။ဟုံးသာဆန်းကအသက်ကွာတဲ့အမျိုးသမီးကိုတွဲတာကနာမည်ကြီးခြင်းလို့လာကက်တယ်ဆိုပြီးတော့ပြောလာကြပါတယ်။ဝေဖန်မှုတွေများလာတဲ့အချိန်မှာတော့တားဖြစ်သူကိုကောက်ွယ်ဖို့အတွက်မိခင်ဖြစ်သူတော်အေးတစ်ကိုရိုင်းမီဒီယာတွေရှိကိုထွက်ချလာခဲ့ပါတယ်။မိခင်တယောက်ကြောက်ကိုသားကိုအပြောဆိုခံနေရတဲ့အခါကောက်ွယ်ခြင်းနဲ့စိတ်ရှိတာကိုလူအများကနားလည်ပေးနိုင်ကြပါတယ်။သူသားလေးကိုဆိုရှယ်မီဒီယာမှာဝေဖန်ပြောဆိုတာတွေကိုလည်းမကြည့်ရခဲ့ပါဘူး။ဒါပေမဲ့ကောက်ွယ်တဲ့နေရာမှာသုံးနှုန်းလိုက်တဲ့စကားအသုံးနှုန်းတွေကမှားယွင်းသွားခဲ့ပြီးတော့ဟုံးသာဆန်းကအမိကောင်းဖခင်သားသမီးပါစိတ်ကားသမားသားသမီးမဟုတ်ဘူးဆိုပြီးတော့ကောက်ွယ်ပေးခဲ့ပါတယ်။ဒါပြင်သူတို့မိသားစုကပညာတတ်တွေရဲ့အတိုင်းဝိုင်းကဆင်းသက်လာတာဖြစ်ပြီးဘွဲရပညာတတ်တွေဖြစ်ကြောင်းကိုလည်းထည့်ကြွသွားခဲ့ပါတယ်။မကြခင်မှာလည်းပွဲတွေထက်ယူအောင်မှဖြစ်ပြီးတော့ပညာချက်အတိုင်းဝိုင်းကဖြစ်လို့သူသားလေးကိုပြောဆိုနေတာတွေမကြိုက်ကြောင်းကောက်ွယ်ပေးလိုက်ပါတယ်။ဟုံးသာဆန်းမိခင်ကိုယ်တိုင်ကလည်းအပိဓမ္မာစာမေးပွဲတွေကိုအောင်ထားသူဖြစ်ပြီးတားဖြစ်သူကိုလည်းဘာသာရေးလုပ်ဖို့အတွက်တိုက်တွန်းထားပါတယ်။ဘာသာရေးလိုက်စားတဲ့မိသားစုဖြစ်ပေမဲ့စိုက်ကားဆရာတွေကိုနှိမ်ချပြီးပြောခဲ့တာကြောင့်ဝိုင်းဝန်းပြောဆိုနေကြပါပြီ။ဟုံးသာဆန်းကစိုက်ကားသမားတာသမီမဟုတ်ဘူးဆိုတဲ့စကားတစ်ခွန်းကြောင့်စိုက်ကားဆရာတွေကမူဖွားလာသူတွေဟာမိကောင်းဖခင်တာသမီတွေမဖြစ်တော့ဘူးလားဆိုပြီးပြန်လည်မိကွန်းထုတ်ခဲ့ကြပါတယ်။စိုက်ကားဆရာတွေဟာကိုယ့်ရဲ့ချွေးနှင်းစာနဲ့ကိုရိုးသားသားအလုပ်လုပ်ပြီးမိသားစုကိုရှာဖွေကြိုးမွေးနေကြတဲ့ဂုံတိတ်ခါရှိအခြေခံလူဒန်းစားတွေဖြစ်ပါတယ်။ကိုသားကိုမိကောင်းဖခင်တာသမီလို့မြင့်တင်ခြင်းနဲ့ဆန္ဒတစ်ခုတည်းနဲ့ရိုးသားစွာလောက်ကင်စားတောက်နေတဲ့စိုက်ကားဆရာတွေကိုနှိမ်ချတဲ့အစင်နဲ့တစ်ခုလိုမျိုးနှိုင်းယှဉ်ပြောဆိုလိုက်တာပါ။စိုက်ကားဆရာတွေကနေမူဖွားလာတဲ့တာသမီတွေလည်းကြိုးစားအထောက်မှုကောင်းရင်အောင်မြင်နိုင်ပေမဲ့ဟုံးသာဆန်းတို့အမိကတော့စိုက်ကားဆရာတွေကိုပါခွဲခြားဆက်ဆံသွားခဲ့ပါတယ်။တာသမီကိုချစ်လို့ကောက်ွယ်တာမှန်ပေမဲ့တခြားသူတစ်ပါးရဲ့ဘဝရည်ကြည်မှုကိုပုတ်ခတ်ပြီးမှကောက်ွယ်တာကြောင့်ပဲတာမီနှစ်ယောက်စလုံးကတော့အပြောခံလိုက်ရပါတယ်။အပိဓမ္မာစာမေးပွဲတွေကိုအောင်မြင်ထားပြီးမြဲလူဒန်းစားခွဲခြားတတ်တာကြောင့်ပဲဟုံးသာဆန်းလည်းအပြောခံပြီးရင်အပြောခံနေရပါတယ်။ဟုံးသာဆန်းနဲ့လှနှုတ်ထွန်းတို့တွဲတုန်းကလည်းလှနှုတ်ထွန်းတက်ဝေဖန်မှုတွေခံရပြီးတော့ဟုံးသာဆန်းနဲ့တူအမိကအင်တာဗျူးဖြေလဲအမိကအပြောခံနေရပြန်ပါတယ်။ပညာတက်အတန်းဝိုင်းကဆင်းသက်လာပြီးမြဲစိုက်ကားဆရာတွေကိုအထင်သေးသေးလို့ပြောခဲ့တဲ့ဟုံးသာဆန်းတို့သားမိအပေါ်ဘယ်လိုထင်မြင်ကြလဲဆိုတော့ကွန်မန့်မှာပြပြပေးခဲ့ပါအောင်နော်။